အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့ကျွန်တော်ကော်တေးဆက်ပြီးတော့ကျွန်တော်တောက်ပြန်ဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံးကတော့ကျွန်တော်တို့ဒီကဗါလဲတဘာဝအရက်လို့တော့တဘာဝအရက်လို့ပြောတာပဲဘော်ကာလေးအဲ့ဒီဟာရေဒီတံမြာတီးနှမ်းရတာချိုးရ short short ရမယ်ရှည်တန်တဖူးရေရေခဲနဲ့ဆိုရင်တော့ပိုပြီးဆင်ပြေရဗျာကျွန်တော်ကတော့ရှည်တက်မရှိရေခဲပဲရှိရဗျာရေခဲတရားမှမလို့ကိုကာကိုလာတကယ်တမ်းဆိုရင်ဗျာဒီကိုကာကိုလာနေရာမှာစပိဖြစ်ပြီဗျာတခြားအဲ့လိုမျိုးအချိုရရွှေဗျာထည့်တော့ရင်ပိုပြီးတော့ဆင်ပြေပြီးတော့တံမြာတီးလေးပါရင်ဗျာပိုပြီးတော့လေပိုးတော့ဆင်ပြေတယ်အဓိကတံမြာတီးပဲကော်တေးမှာတံမြာတီးရအဓိကပဲကျွန်တော်ကတော့ညင်ခေါ်ရတော့ရန်လိုက်ဖက်တယ်အမီးကဒါပဲရှိတယ်ကျွန်တော်ဒါလေးနဲ့ပဲဆွဲလိုက်တော့1 hour မယ်ပထမဆုံးကျွန်တော်ဘောကာကိုရင်ထည့်မယ်နည်းနည်းပဲအများကြီးမထည့်နဲ့ကို limit လောက်ပဲဒီလောက်လေးအဲ့လိုတော့ဒီလောက်ပဲเนาะအများကြီးမထည့်နဲ့ပြီးတော့ short ကိုနည်းနည်းပဲဒါကြီးမထည့် short အဲ့လိုပြီးတော့ရေနည်းနည်းလေးထည့်လိုက်မယ်ဗျာတကယ်တမ်းရေခဲတော့ထည့်ရင်ပိုပြီးဆင်ပြေဗျာကျွန်တော်ရေခဲတော့နေရာမှာကျွန်တော်ရေလေးပဲထည့်လိုက်မယ်ရေနည်းနည်းပဲအများကြီးမထည့်ဘူးနောက်ပြီးတော့ကိုကာကိုလာနေရာမှာကျွန်တော်ကိုလာစားပြတည်ရမလားကျွန်တော်စပီလေးထည့်ရင်တော့ပိုပြီးတော့ဆင်ပြေတယ်ကျွန်တော်ကစပီကတော့မရှိဘူးဗျာရေခဲတက်တယ်မကုန်းနေရကိုကာထည့်လိုက်ရင်နည်းနည်းရောင်ပြောင်းသွားရောဗျာဒါပေမဲ့ဟိုအဆင်ပြေဗျာသူကတည်ရမလားဘာဖြစ်လို့ဆိုတော့ရဲနဲ့နည်းနည်းလေးပျောက်သွားအောင်လို့ကျွန်တော်တို့ကဒီချိုရည်လေးကိုကွာလိုက်ထလိုက်ရင်ပို့ပြီးတော့ပြောရမယ်ဆိုရင်ရဲနဲ့ညီမထွက်တော့ဘူးဗျာကျွန်တော်တောက်ကြည့်လိုက်အောင်မဆန်းပြီးတော့အိုးရမ်းကောင်းတယ်ကျွန်တော်တစ်ခါမှဒီလိုမတောက်ဘူးဗျာကွာလာနဲ့ဒါကျွန်တော်ပထမဆုံးတောက်တာဒါပေမဲ့တစ်မျိုးလေးသိရမှာသူ့ရတာလေးကကျွန်တော်ပြီးနဲ့တောက်တော့မှကြာအရသာလည်းတစ်မျိုးလေးဒီကကြာနည်းနည်းလေးသိရမလားဟိုကိုလာ gas ပါတော့ကြာဗျာနည်းနည်းဟိုဘက်ကိုချင်းပြုံးလေးသွားတာနန်းလေးကရမ်းကောင်းတယ်တောက်ကြည့်လိုက်ပြီးတော့ညညတောက်ကြည့်လိုက်မယ်နော်အမြည်လေးနဲ့ဗျာနော်ရှောက်သီးတုပ်လေးနဲ့ဟိုးရမ်းကောင်းတယ်ကိုအဲ့တော့လိုက်တောက်ကြည့်ပါလို့တင်နေပေးချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်